အားလုံးပဲမင်္ဂလာပါကျွန်တော်အာဆင်နယ်အသင်းကတော့မန်စီးတီးကိုလက်ရှိမှာတော့သူကတပွဲပိုကစားထားပြီးတော့မှ9မှတ်ထိဖြတ်ထားပါတယ်ပြောရရင်တော့4မှတ်ပြတ်ပြီပေါ့နော်ဒီပွဲမှာတော့အာဆင်နယ်ကအဓိကဖြစ်အနိုင်3မှတ်ရောက်ခဲ့တာတော့ဝမ်းသာစရာဖြစ်ပေမဲ့တစ်ဖက်မှာလည်းဝယ်ဖန်းစရာလေးပြီးတော့စိုးရင်စရာတွေကတော့ရှိနေသေးတာပဲဖြစ်ပါတယ်အဲ့ဒါကတော့အာဆင်နယ်ရဲ့ကစားပုံပဲဖြစ်ပါတယ်ဘယ်လိုပဲပြောဒီချိန်မှာတော့ကျွန်တော်အာဆင်နယ်အသင်းကမန်စီးတီးကို4မှတ်လောက်ထိဖြတ်ထားတဲ့အနေထားမှာတော့ကျွန်တော်တို့တွေပွဲကလည်း10ပွဲလောက်ထိပဲကြံတော့တယ်အဲ့ဒီအနေထားမှာအာဆင်နယ်ဟာဘယ်လိုပဲဖြစ်နိုင်ပွဲရဖို့ကအရေးကြီးနေတာဖြစ်ပါတယ်ခြေစွမ်းကောင်းတာမကောင်းတာထက်နိုင်ပွဲရဖို့ကအရေးကြီးတာဖြစ်ပါတယ်ဒါပေမဲ့လည်းချန်ပီယံဖြစ်မဲ့အသင်းအနေနဲ့တော့ချန်ပီယံခြေစွမ်းကပြသတင်တာတော့အမှန်ပါပဲဖြစ်ပါတယ်ဆိုတော့ Brighton နီးပြကလည်းအာဆင်နယ်ကိုပြင်းပြင်းထန်ထန်ကိုဝယ်ဖန်ထားပါတယ်ဆိုတော့အာဆင်နယ်ကလက်ရှိမှာဆိုတော့ချန်ပီယံလိဂ်ပွဲတွေကစားရမယ် FA ပွဲတွေပြီးတော့ဒါအတီကရပေါင်ဖလားမှာတော့မန်စီးတီးနဲ့ပေါ်ပွဲကစားဖို့ပဲကြံတော့တာဖြစ်ပါတယ်ဆိုတော့အာဆင်နယ်တင်းကချန်ပီယံပြည်လန်းကြောင်းပုံမှာတော်တော်လေးကိုအခြေအနေကောင်းတဲ့အနေထားနဲ့ဒီနှစ်မှာတော့ရှောက်လန်းနေစေပဲဖြစ်ပါတယ်စိုးရင်ရတဲ့အခြေအနေကတော့အာဆင်နယ်တင်းရဲ့ခြေစွမ်းပဲဖြစ်ပြီးတော့လာမယ့်ပွဲတွေမှာတော့ပုံမကောင်းမွန်တဲ့ခြေစွမ်းတွေကိုရလာဖို့ကျွန်တော်အာဆင်နယ်ပရိသတ်တွေကတော့စောင့်မျှော်နေစေပဲဖြစ်ပါတယ်လက်ရှိအာဒီတာကလည်းအာဆင်နယ်တင်းကိုနိုင်ပွဲရဖို့ကိုပဲအဓိကအားထားတယ်ပြီးရင်9ရပြီဆိုတော့အဲ့ဒီ9ကိုထိန်းထားပြီးတော့မှနိုင်ပွဲကိုရောက်ဖို့ကိုပဲသူအဓိကနေပဲ target ထားကစားလာတာကိုတွေ့ရပါတယ်ဆိုတော့နိုင်ပွဲကဒါအဓိကပုံစံမျိုးဖြစ်လာပါတယ်ခြေစွမ်းကောင်းခြင်းမကောင်းခြင်းတဲ့နိုင်ပွဲကိုဖော်ဆောင်ဖို့ပဲအာဒီတာကလည်း UTV ကစားလာတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘယ်လိုပြောကျွန်တော်တို့အာဆင်နယ်အသင်းကတော့ဒါဖလားရဖို့ကိုပဲကျွန်တော်အာဆင်နယ်ဖန်နေကလည်းလိုနေတယ်လို့ပေါ့နော်နီးပြကလည်းအနိုင်ရဖို့ကိုပဲအဓိကထားတယ်ကျွန်တော်အာဆင်နယ်ဖန်နေကလည်းဖလားရဖို့ကိုပဲအဓိကထားတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်တော့ဝယ်ဖန်စရာတွေကတော့ရှိနေတာတော့ဒါညင်းလို့မရပါဘူးဘယ်လိုပဲပြောကျွန်တော်ချန်ပီယံဖြစ်မဲ့အသင်းနေနဲ့တော့ဒီထက်ပုံမကောင်းမွန်တဲ့ခြေစွမ်းတော့ပြတ်တတ်တဲ့နာမှန်ပါတယ်ဆိုတော့လာမယ့်ပွဲမှာတော့အာဆင်နယ်ဟာတကယ့်ကိုခက်ခဲတဲ့ပွဲတွေကိုကစားရတော့မှာဖြစ်ပါလေဆိုတော့လက်ရှိမှာလည်းပရီးမီးယားလိဂ်မှာဆိုတော့ကျွန်တော်တိကျအတိုင်းပဲเนาะအောက်ဆုံးမှာရှိနေတဲ့ဝိုပါဟန်တန်တို့ရဲ့ဒါယုံအားတွေကလည်းတိတိတတာကိုဒါယုံလာပဲเนาะဆိုတော့အထူးသဖြင့်အသင်းငယ်တွေနဲ့ကစားတဲ့ခါမှာတော်လေးကိုတတိထားဖို့ကောင်းတာပဲဆိုလက်ရှိမှာဆိုတော့တကယ်အသင်းငယ်တွေဖြတ်မြင်းတွေကတော်တော်လေးကိုလည်းကြောက်စရာကောင်းနေဖြစ်ပါတယ်နယူကာဆယ်လို့เนาะတခြားကျွန်တော်ဒီအာဆင်နယ်ရဲ့ထပ်တွေ့ရမယ့်အသင်းတွေထဲမှာဒါနယူကာဆယ်ကလည်းပါသေးတာဖြစ်ပါတယ်တကယ်ဖြတ်မြင်းတွေဖြစ်နေတဲ့အသင်းငယ်တွေကိုလည်းအာဆင်နယ်ဟာတော်တော်လေးကိုတတိထားပြီးတော့မှကစားသွားဖို့ရန်လိုအပ်နေပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဆိုတော့အာဆင်နယ်နဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့ team ယူဆချက်တွေရှိတယ်ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ်အာဆင်နယ်ရဲ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထပ်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်